အကြောင်းလေးတွေစောဖို့အတွက်ရှောင်းစစ်ဆင်ပေးထားတယ်ဆိုရင်တော့သူတို့ကတော့တင့်ကိုဒီချက်တွေလုံးဝပြောပြမှာမဟုတ်ပါဘူးနံပါတ်1အကြောင်းလေးတွေကိုထမင်းလက်မမဟုတ်ခေါက်ဆွဲတွေကိုဘယ်တော့မှမကြွေးရနဲ့တကယ်လို့အမျက်ကျွေးနေမယ်ဆိုရင်တော့သူတို့ကကျမ်းမာလာကြမှာမလို့ကြောင်းသားကုမ္ပဏီတွေကတက်စီကနေဘယ်လိုလုပ်ပြီးပတ်စံရတော့မှာလဲနံပါတ်2အကြောင်းလေးတွေကိုချက်ဝတ်နှစ်ဘယ်တော့မှမလိုက်ပါနဲ့ချက်ဝတ်နှစ်မှာက listing တက်တွေအများကြီးပါတာမလို့အဝင်းမြင့်တွေကိုပြောင်းလဲပြီးတော့နှုတ်ရစေပါတယ်ဒီတော့ဘယ်သူအများမွေးမြင့်တွေကိုအဖြစ်တဲ့ပစ္စည်းတွေကိုဝယ်နေရတော့မှာလဲနံပါတ်3ကြောင်းလေးတွေကိုဖျော်ရီဘယ်တော့မှမကြွေးပါနဲ့တကယ်လို့ကြောင်းလေးတွေကဖျော်ရီစားမိမယ်ဆိုရင်တော့သူတို့ရဲ့မျက်ရည်ဘူးစီးရတဲ့အစွမ်းတွေတွေကပျောက်သွားပါလိမ့်မယ်ဒါဆိုရင်ဒိတ်ဆန်စီကနေကတစ်စီကနေဘယ်လိုလုပ်ပြီးပတ်စံရတော့မှာလဲနံပါတ်4ကြောင်းလေးတွေကိုတစ်ခွားတိဘယ်တော့မှမကြွေးပါနဲ့ဒါကသူတို့ရဲ့ဂရန်နဲ့နန္ဒာကိုပျောက်ကင်းစေတတ်တာမလို့ဂရန်တန်စင်စေးတွေကဖုံးတက်ပြီးတော့ကြံနေခဲ့ပါလိမ့်မယ်နံပါတ်5ကြောင်းလေးတွေကိုဖျုံလေးဘယ်တော့မှမကြွေးပါနဲ့တကယ်မလို့သူတို့ကိုဖျုံလေးကျွေးမိတော့မယ်ဆိုရင်တော့အဝင်းမြင့်တွေကိုတစ်ချောင်းမှဆွဲနှုတ်လို့ရတော့မှာမဟုတ်ပါဘူးပြီးတော့သူတို့ရဲ့တွားတွေကလည်းပလဲလေးလိုဖြူဝင်းလာပါလိမ့်မယ်နံပါတ်6ကြောင်းလေးတွေရဲ့အမွေကိုခဏခဏဘယ်တော့မှဖိမပေးပါနဲ့သူတို့ကိုမကြာခဏမွေးပြီးတာကအစာရင်ထဲမှာအမွေးလုံးဖြစ်တဲ့ကိုကာကွယ်ပေးပြီးတော့တွဲလက်ပတ်မှုကိုလည်းအားကောင်းစေပါတယ်ဒါပေမဲ့တင့်ရဲ့အကြောင်းလေးတွေကရန်ကျမ်းမှလာကြမှာမလို့ပတ်စံတော့ကုန်တော့မှာမဟုတ်ပါဘူးအရေးကြီးဆုံးချက်ကတော့ဒီချက်တွေကိုလုံးဝလိုက်ပြီးတော့မလုပ်ပါနဲ့မဟုတ်ရင်ကြောင်မွေးရတာကဒီလောက်လွယ်ကူစိတ်အေးရပြီးတော့ကုန်ကြစိတ်တက်တာမှတင်ပြသွားပါလိမ့်မယ်တင့်ရဲ့